ကဲအားလုံးပဲ line ပေါ်မှာရှိကြတယ်ကျွန်တော်ကြော်သားလင်း channel ကိုကြည့်ရှုအားပေးနေကြတယ်ကျွန်တော်ရဲ့အကူအမများမိသားစုဝင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာနော်မင်္ဂလာပါတော့ဟုတ်ကဲ့ပါဗျာအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါကြံ2ရက်ကိုလုံးမိုင် August ကလေးကိုကဲပေါ့ကိုကျွန်တော်ထုတ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အကူအမတွေကလည်းကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့အကူအမတွေပါလို့ရှိရင်လည်း subscribe လေးလည်းလုပ်လိုက်လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ဗျာနော်လိုက်လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ဗျာနော်share ရတဲ့အကူအမတွေပါလို့ရှိရင်လည်း share ပေးထားကြပါအောင်ဗျာနော်မ share ရတဲ့အကူအမတွေပါလို့ရှိရင်လည်း like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ဗျာနော်ကြံ2ရက်ကိုလုံးမိုင်နဲ့ကဲပေါ့ကိုကျွန်တော်ရဲ့အကူအမတွေအားလုံးပဲပေါက်စေခြင်းရစေခြင်းနဲ့ဆန္ဒလေးနဲ့ပေါ့ဗျာနော်ကဲအားလုံးပဲတွေ့ရမြင်ရကြည်လင်လားတော့မသိဘူးဗျာနော်အားလုံးပဲတွေ့ရမြင်ရကြည်လင်လားတော့မသိဘူးဗျာနော် comment လေးမှာတစ်ချက်လောက်တော့မှန်းကြပါအောင်နော်ကဲတွေ့ရရင်လည်းတွေ့ရတယ်မြင်ရရင်လည်းမြင်ရတယ်ပေါ့နော်ဒီဘက်ကအလုံး၄ဘက်ကအကူအမတွေကလည်း share ရတဲ့အကူအမတွေပါလို့ရှင်လည်း share ပေးထားကြပါအောင်လို့ဒါလေးကိုတော့ကျွန်တော်အကူညီတောင်းတာပါဗျာနော်ဒါလေးကိုတော့အကူညီတောင်းတာပါshare ရတဲ့အကူအမတွေပါလို့ရှင်လည်း like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်နော်ကျန်2ရက်ကိုတော့ပေါက်စီခြင်းရစီခြင်းလို့ပေါ့ဗျာနော်ကဲအားလုံးပဲပေါက်စီခြင်းရစီခြင်းလို့ထူသားတွေဆိုတော့အကုန်လုံးပဲပေါက်စီခြင်းရစီခြင်းနဲ့စိတ်ဆန္ဒနဲ့ပေါ့ဗျာနော်ထူသားတွေဆိုတော့ပေါက်စီခြင်းရစီခြင်းနဲ့မြင်ရပါတယ်ဟုတ်တယ်မြင်ရပါတယ်အတန်ကလည်းကြားရပါတယ်ဗျာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါနော်ကဲဒါဆိုရင်လည်းကဲကျွန်တော်တို့စလိုက်ကြရအောင်ပေါ့ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့စလိုက်ကြရဒီဒီကို1 9ခဏနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့တဲ့ဒီ8နဲ့ပေါင်းခြင်းဒီက8တဲ့ကျွန်တော်ကိုမှအဲ့8ဒီကလည်းနောင်ပွဲမှာမပြောက်ပါသေးပါဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ8ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်8ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ8ဒီ5ခဏနှလုံးပေါင်းခြင်းဒီက3ရယ်လို့ဖြစ်လို့တဲ့ဒီ2နဲ့ပေါင်းခြင်းဒီက5ပါပဲတဲ့အဲ့ဒီ5ဒီကလည်းလာမယ်ပွဲမပြောက်ပါသေးပါဆိုတော့ကျွန်တော်ကိုဒီမာဒီဘာထွက်လဲ50ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ3ည6 3ညခဏနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းခြင်းဒီက9တဲ့အဲ့ဒီ9ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီဘာထွက်လဲဒီမှာဒီ9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒီ9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါနော်မနက်ဖန်9နဲ့တပတ်ခါကိုတော့ပြန်ရမှာပါနော်ပြန်ရမှာပါဘာမှအာမငယ်ပါနဲ့နော်ကဲဒါဆိုရင်လည်းကျွန်တော်စဒီကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရယ်လို့ဖြစ်လို့ဒီ2နဲ့ပေါင်းခြင်းဒီက4တဲ့အဲ့ဒီ4ဒီကလည်းကျွန်တော်တို့မပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီပါထွက်လဲဒီမှာ40နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ4ဒီ3 4 3ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရယ်လို့ဖြစ်လို့ဒီ2နဲ့ပေါင်းခြင်းဒီက9တဲ့အဲ့ဒီ9ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲမှာ80နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီ6 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းခြင်းဒီကခွန်နဲ့အဲ့ဒီခွန်ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီဘာထွက်လဲဒီမှာ1ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်1ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ4ဒီ3ည4 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းခြင်းဒီက3ညတဲ့အဲ့ဒီ3ညဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲ40ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ5 5ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့ဒီ1နဲ့3ညနဲ့ပေါင်းခြင်းဒီကလည်း6ပါပဲတဲ့အဲ့6ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲ68ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်68ဆိုပြီးတော့ထွက်ခဲ့ပါတယ်ခဏလေးပဲနော်ဒီစာရွက်ကတွန်းလို့မကောင်းဖြစ်ဒါကပါတော့တွန်းကအဆင်မပြေဘူးဖြစ်ကဲဒါဆိုရင်လည်းဆက်သွားကြတာပေါ့နော်ဒါဆိုရင်လည်းဆက်သွားရဒါဆိုရင်လည်းဒီ3ဒီ5 3 5ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရယ်လို့ဖြစ်လို့ဒီ8နဲ့ပေါင်းခြင်းဒီက6တဲ့အဲ့ဒီ6ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ60နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ3 3ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းခြင်းဒီကခွန်နဲ့အဲ့ဒီခွန်ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ3ညခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်
ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း9ပါပဲတဲ့အဲ့ဒီ9ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီပါထွက်လဲ90ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ8 1 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းခြင်းဒီက2တဲ့အဲ့ဒီ2ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီပါထွက်လဲဒီမှာ20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ကျွန်တော်ဒီမှာကတော့တောက်ကြမရှိတော့ယူလို့မရဘူးဗျာနော်ဒါဆိုရင်လည်းဒီ2ဒီ6 2 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရယ်လို့ဖြစ်လို့တဲ့ဒီ2နဲ့4နဲ့ပေါင်းခြင်းဒီက2တဲ့အဲ့ဒီ2ဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီပါထွက်လဲဒီမှာ20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ8 1 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ1နဲ့ပေါင်းခြင်းဒီက3ညတဲ့အဲ့ဒီ3ညဒီကလည်းမပြောက်ရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဒီပါထွက်လဲဒီမှာ20ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ3ည6 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းခြင်းဒီက3ညတဲ့အဲ့ဒီ3ညဒီကလည်းမပြောပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲ3ည5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ8ဒီ4 8 4ကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း2ပါပဲတဲ့အဲ့ဒီ2ဒီကလည်းမပြောပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ40နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း9ပါပဲတဲ့အဲ့ဒီ9ဒီကလည်းမပြောပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်တယ်မှာ40နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ2ဒီ8 2 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းခြင်းဒီက3နဲ့အဲ့ဒီ3ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ30နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ4 3 4ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းခြင်းဒီက3နဲ့အဲ့ဒီ3ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ30နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ2 6နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရယ်လို့ဖြစ်လို့ဒီ2နဲ့ပေါင်းခြင်းဒီက3ညတဲ့အဲ့ဒီ3ညဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ30ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ2ဒီ8 2 8ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း3ညပါပဲတဲ့အဲ့ဒီ3ညဒီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ3ညတက်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ9 6 5ကဏ္ဍနှလုံးပေါင်းခြင်းဒီက1ရယ်လို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းခြင်းဒီက6တဲ့အဲ့6ဒီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ1ခွန်1 6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်1 6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီခွန်ဒီ3ခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ညရယ်လို့ဖြစ်လို့ဒီခွန်နဲ့ပေါင်းခြင်းဒီကလည်းခွန်တဲ့အဲ့ခွန်ဒီလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းဒီက4တဲ့အဲ့ဒီ4ဒီကလည်းမပြောပါဘူးလေဆိုတော့သူကပါထွက်လဲလို့ဆိုတော့ဒီမှာ40နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ6 3 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းခြင်းဒီက6တဲ့အဲ့6ဒီကဒီဘွဲမှာမပြောပါဘူးတဲ့ကျွန်တော်ကိုမကြီးနော်ကဲအားလုံးပဲကျွန်တော် channel လေးကို subscribe မလုပ်ရသေးတဲ့အကိုမတွေကလည်းဒါပဲဒီလည်းလောက်လိုက်လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးမြန်နော်ဆရာချင်းကျန်ရဲ့အခွေလေးပြီးပါဆရာတဲ့အော်ဟုတ်ကဲ့ပါဗျဟုတ်နော်ဟုတ်ကဲ့ပြီးပါမယ်ဗျာနော်ပြီးပါမယ်ဟုတ်ကဲအားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့အကူမတွေပါလို့ရှင်လဲ subscribe လေးလည်းလုပ်လိုက်လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်မြန်နော်လိုက်လက်မလေးလည်းနှိပ်အသေးလေးလည်းပြီးထားကြပါအောင်မြန်နော်ကဲဒါဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်သွားမယ်ပေါ့ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်သွားကြမှာပေါ့ကဲဒါဆိုရင်လည်းနောက်တစ်ချက်သွားကြမယ်နော်ဒီ9ဒီ1 5တက်ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့တဲ့ဒီ1နဲ့ပေါင်းခြင်းဒီကခွန်နဲ့အဲ့ဒီခွန်ဒီကလည်းမပြောင်းရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်တယ်ဒီမှာ90ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90ဆိုပြီးတော့ထွက်ခဲ့အားလုံးပဲမြင်ရတွေ့ရလားမသိဗျာနော်6ဝေါ်လီယောလိုက်နေတာအော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဗျာနော်ကဲဒါဆိုရင်လည်းကျွန်တော်နောက်ဆက်ဆက်သွား
ဒီလေးကနန်းနှလုံးပေါင်းချင်းဒီက8ရလို့ဖြစ်လို့ဒီ6နဲ့ပေါင်းချင်းဒီက4တဲ့အဲ့4ဒီကလည်းမပြောင်းရပါဘူးတဲ့ဆိုတော့ကျွန်တော်အကူဒီမှာဘာထွက်လဲဒီမှာ40နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ8ဒီ9ကနန်းနှလုံးပေါင်းချင်းဒီကခွန်ရလို့ဖြစ်လို့ဒီခွန်နဲ့ပေါင်းချင်းဒီကလည်း4တဲ့အဲ့4ဒီကလည်းမပြောင်းရပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့4ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ3ည6 3ညကနန်းနှလုံးပေါင်းချင်းဒီက6ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီက1တဲ့အဲ့1ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ဘာထွက်လဲလို့ဆိုတော့ဒီမှာ60နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်60နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ9တင်9ကနန်းနှလုံးပေါင်းချင်းဒီက6ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီက9တဲ့အဲ့ဒီ9ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီ2ကနန်းနှလုံးပေါင်းချင်းဒီကခွန်ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီကလည်း2ပါပဲအဲ့2ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ20ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်20ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ2ကနန်းနှလုံးပေါင်းချင်းဒီက3ရလို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းချင်းဒီကလည်း3ပါပဲတဲ့အဲ့ဒီ3ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ဘာထွက်လဲလို့ဆိုတော့ဒီမှာ30နဲ့ခွန်5 4ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီ6ကနန်းနှလုံးပေါင်းချင်းဒီက1ရလို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းဒီက9တဲ့အဲ့9ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ကနန်းနှလုံးပေါင်းချင်းဒီက6ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီက1တဲ့အဲ့1ဒီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ90နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ8ဒီ9ကနန်းနှလုံးပေါင်းချင်းဒီက3ရလို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းချင်းဒီက3ပါပဲတဲ့အဲ့ဒီ3ဒီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ1 3ဆိုပြီးတော့ကျွန်တော်အခုဒီမှာထွက်ခဲ့ပါတယ်ဗျာနော်ဒီမှာကတော့တောက်ကြံဖြစ်ကျွန်တော်ရမရဘူးပေါ့ဗျာနော်ဒါဆိုရင်လည်းဒီ2ဒီ3ကနန်းနှလုံးပေါင်းချင်းဒီက9ရလို့ဖြစ်လို့ဒီ6နဲ့ပေါင်းချင်းဒီက1တဲ့အဲ့ဒီ1ဒီကလည်းမပြောရပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ1 4ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ2ကနန်းနှလုံးပေါင်းချင်းဒီက2ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီကခွန်တဲ့အဲ့ဒီခွန်ဒီကလည်းမပြောင်းရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ2ဒီခွန်ကနန်းနှလုံးပေါင်းချင်းဒီက9ရလို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းချင်းဒီက6တဲ့အဲ့ဒီ6ဒီကလည်းမပြောင်းရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်68ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ2ဒီခွန်ကနန်းနှလုံးပေါင်းချင်းဒီက9ရလို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းချင်းဒီကလည်း6ပါပဲတဲ့အဲ့6ဒီကလည်းမပြောင်းပါဘူးလို့ဆိုတော့ဘာထွက်လဲလို့ဆိုတော့ဒီမှာ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ9ဒီ6ဒီ9ကနန်းနှလုံးပေါင်းချင်းဒီက9ရလို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းချင်းဒီကလည်း9ပါပဲတဲ့အဲ့ဒီ9ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ40နဲ့5ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီ2ကနန်းနှလုံးပေါင်းချင်းဒီက1ရလို့ဖြစ်လို့ဒီ1နဲ့ပေါင်းချင်းဒီက2တဲ့အဲ့ဒီ2ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ2ဒီ6ကနန်းနှလုံးပေါင်းချင်းဒီက8ရလို့ဖြစ်လို့ဒီ6နဲ့ဒီ3ညနဲ့ပေါင်းချင်းဒီကလည်း8ပါပဲတဲ့အဲ့8ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ9ကနန်းနှလုံးပေါင်းချင်းဒီက1ရလို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းဒီက9တဲ့အဲ့ဒီ9ဒီကလည်းမပြောင်းပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ6ကနန်းနှလုံးပေါင်းချင်းဒီက9ရလို့ဖြစ်လို့ဒီ8နဲ့ပေါင်းချင်းဒီကခွန်တဲ့အဲ့ဒီခွန်ဒီကလည်းမပြောင်းပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီခွန်ဒီ3ည3ညကနန်းနှလုံးပေါင်းချင်းဒီကခွန်ရလို့ဖြစ်လို့ဒီ9နဲ့ပေါင်းချင်းဒီက2တဲ့အဲ့ဒီ2ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲ3ည2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီ9ကနန်းနှလုံးပေါင်းချင်းဒီက4ရလို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းဒီကလည်း8ပါပဲတဲ့အဲ့8ဒီကလည်းမပြောင်းပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါ
ဒါဆိုရင်လည်းဒီ1ဒီ3 1 3ခဏနှလုံးပေါင်းချင်းဒီက4ရလို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းချင်းဒီက3နဲ့အဲ့ဒီ3ဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကဘာလို့လဲမှာ90နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ1ခဏနှလုံးပေါင်းချင်းဒီက2ရလို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းဒီကလည်း6ပါပဲတဲ့အဲ့ဒီ6ဒီကလည်းမပြောပါဘူးတဲ့ဒီပွဲမှာနော်ကဲမပြောပါဘူးတဲ့စေတနာကောင်းတဲ့ဆရာပါဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ဟိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့မိသားစုဝင်လေပေါက်စေခြင်းရစေခြင်းလို့ပါဗျာနော်ပေါက်စေခြင်းရစေခြင်းလို့ကကျွန်တော်တွေ့တာမြင်တာလေးတွေကိုပြပေးတာပါဗျာနော်ဒီဘက်ကလုံးဒီဘက်ကအကူအမတွေကလည်း share တတ်တဲ့အကူအမတွေပါလို့ရှိရင်လည်းကျွန်တော် share ပေးထားကြပါဦးဗျာနော်မ share တတ်တဲ့အကူအမတွေပါလို့ရှိရင်လည်း like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးဗျာနော်ကဲဒါဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်ဆက်သွားကြမှာပေါ့ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်ဆက်သွားကြမယ်နော်ကဲအားလုံးပဲတွေ့ရမြင်ရကြသေးတာတော့မသိရဘူးနော်တွေ့ရလောက်ပါသေးရဲ့နော်တွေ့ရလောက်ပါသေးရဲ့နော်ဒါဆိုရင်လည်းဒီ1ဒီ4ခဏနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီ2နဲ့ပေါင်းချင်းဒီကခွန်ရပါဝါ2တဲ့ပြားကလည်းနောက်တစ်ဝဲမှာမပြောက်ရပါဘူးတဲ့ဆိုတော့ကျွန်တော်အကိုဒီမှာဘာထွက်လဲဒီမှာ90နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ4ဒီ9 4ခဏနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့တဲ့ဒီ2နဲ့ပေါင်းချင်းဒီက9တဲ့9ရပါဝါ3ညာတဲ့ပြားကလည်းမပြောက်ရပါဘူးတဲ့ဆိုတော့သူကဘာထွက်လဲလို့ဆိုတော့40ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ9ဒီ3ည9 3ညခဏနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းချင်းဒီက1တဲ့အဲ့တစ်ကက်ပါဝါ6တဲ့ပြားကလည်းမပြောပါဘူးတဲ့ဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ60နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်60နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်မှန်လက်ခံပါတယ်တဲ့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာနော်မှားတယ်မှန်တယ်ဆိုတာကလည်းပြောလို့တော့ပဲရမလဲဘာဖြစ်လို့လဲလို့ဆိုတော့အကုန်လုံးကရန်တမ်းပြီးတော့တွက်ကြရတာကြီးပဲဆိုတော့မှားတယ်မှန်တယ်အဲ့တော့ပဲသိမယ်နော်ကိုထုတ်တဲ့ခဏမှမဟုတ်တာဟုတ်ကဲ့ပါဗျာနော်အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာနော်အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါဆိုရင်လည်းဒီ4ဒီ5ခဏနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းချင်းဒီက9တဲ့9ရပါဝါ3ညာတပြားကလည်းကျွန်တော်ကိုဒီမှာမပြောက်ရပါဘူးတဲ့ဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ40ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ2ခဏနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းချင်းဒီကလည်း3ပါပဲ3ရပါဝါ8တဲ့ပြားကလည်းမပြောက်ရပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုဒီမှာဘာထွက်လဲဒီမှာ20နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်20နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ3ဒီ2ခဏနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့ဒီ8နဲ့ပေါင်းချင်းဒီက3နဲ့3ရပါဝါ8တဲ့ပြားဒီမပြောရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်တယ်ဒီမှာ30နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ1ဒီ6ခဏနှလုံးပေါင်းချင်းဒီကခွန်ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းချင်းဒီက3ညာတဲ့3ညာရပါဝါ9တဲ့ပြားဒီမပြောရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ90ကိုဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ3ည3ခဏနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့3ညနဲ့ပေါင်းချင်းဒီကလည်း3ပါပဲတဲ့3ရပါဝါ8တဲ့ပြားဒီမပြောရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ40နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ5ခဏနှလုံးပေါင်းချင်းဒီက6ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းချင်းဒီက9တဲ့9ရပါဝါ4တဲ့ပြားဒီကလည်းမပြောရပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ54ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်54ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ9ဒီ9ခဏနှလုံးပေါင်းချင်းဒီက4ရယ်လို့ဖြစ်လို့3ညနဲ့ပေါင်းချင်းဒီကလည်း4ပါပဲ4ရပါဝါ9တဲ့ပြားဒီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ2ဒီ3ခဏနှလုံးပေါင်းချင်းဒီက9ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းဒီက9တဲ့9ရပါဝါ4တဲ့ပြားဒီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ14ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်14ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ2ခဏနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့ဒီ1နဲ့ပေါင်းချင်းဒီက4ရပါဝါ9ပြားဒီကလည်းမပြောရပါဘူးတဲ့ဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီခွန်6ခွန်ခဏနှလုံးပေါင်းချင်းဒီက3ရယ်လို့ဖြစ်လို့တဲ့ဒီ4နဲ့ပေါင်းချင်းဒီကခွန်ရပါဝါ2တဲ့ပြားဒီကလည်းမပြောရပါဘူးတဲ့ဆိုတော့
ကျွန်တော်ကိုမှပါထွက်လဲဒီမှာ24ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ8ဒီခွန်8ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း9ပါပဲတဲ့9ရယ်ပါပါ3ညတပြားကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုမှပါထွက်လဲဒီမှာ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း9ပါပဲတဲ့9ရယ်ပါပါ4တပြားကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုမှပါထွက်လဲ45ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီနှစ်ကဏ္ဍလုံးပေါင်းခြင်းတွေက4ရယ်လို့ဖြစ်လို့3နဲ့ပေါင်းခြင်းတွေကခွန်ရပါဝါ2တပြားစီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ20နဲ့80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ6 36ကဏ္ဍနှလုံးပေါင်းခြင်းတွေက9ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းခြင်းတွေကလည်း9ရယ်ပါဝါ3ညာတပြားကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ9 6 5ကဏ္ဍနှလုံးပေါင်းခြင်းတည်ရလို့ဖြစ်လို့တဲ့ဒီနှစ်နဲ့ပေါင်းခြင်းဒီက3နဲ့3ရပါရှည်ပြားစီမပြောပါဘူးလေဆိုတော့ကျွန်တော်ကမှဘာတော့ဒီမှာ48ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီနှစ်ဒီ6 2 6ကဏ္ဍနှလုံးပေါင်းခြင်းဒီက8ရလို့ဖြစ်လို့တဲ့ဒီ3ညနဲ့ပေါင်းခြင်းဒီကလည်း8ပါပဲတဲ့8ကပါဝါ3တပြားစီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကမှဘာထွက်လဲဒီမှာ34ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ3ည6 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းဒီက1တဲ့တစ်ကဲပါဝါ6တပြားစီမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါတော့ဒီမှာ16ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီခွန်ဒီ9ခွန်9ကဏ္ဍနှလုံးပေါင်းခြင်းဒီက6ရယ်လို့ဖြစ်လို့တဲ့ဒီခွန်နဲ့ပေါင်းခြင်းဒီက3နဲ့3ရပါဝါ8တပြားစီကလည်းမပြောပါဘူးလေဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ3ညဒီ3ည3ကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းဒီက2တဲ့2ကပါဝါခွန်တပြားစီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်လဲလို့ဆိုတော့ဒီမှာ90နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ3တက်ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရယ်လို့ဖြစ်လို့ဒီခွန်နဲ့ပေါင်းခြင်းဒီက1တဲ့တစ်ကပါဝါ6တပြားစီမပြောရပါဘူးတဲ့ကျွန်တော်ကိုမရနော်မပြောရပါဘူးကဲအားလုံးပဲကျွန်တော် channel လေးကို subscribe မလုပ်ရသေးတဲ့အကူမတွေပါလို့ရှင်လဲ subscribe ကြည့်လဲလုတ်လိုက်လက်မလေးတွေလဲနှိပ်အသေးလေးတွေလဲပေးထားကြပါဦးဗျာနော်လိုက်လက်မလေးလဲနှိပ်အသေးလေးလဲပေးထားကြပါဦးဗျာကဲစာရွက်ကလေးကိုကျွန်တော်နောက်ပြီးပြောင်းပြီးတော့ပြပေးမယ်နော်စာရွက်ကလေးကိုနောက်ပြီးပြောင်းပြီးတော့ပြပေးမယ်အားလုံးပဲ share ရတဲ့အကူမတွေပါလို့ရှင်လဲ share ပေးထားကြပါဦးမယ်နော်မ share ရတဲ့အကူမတွေပါလို့ရှင်လဲ like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးမယ်နော် like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးကဲအားလုံးပဲ share ရတဲ့အကူမတွေပါလို့ရှင်လဲ share ပေးထားကြပါဦးမယ်နော်မ share ရတဲ့အကူမတွေပါလို့ရှင်လဲ like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးမယ်နော်လိုက်လမလေးလည်းနှိပ်အသေးလေးလည်းပြီးထားကြပါဦးနော်ကဲခုနကအခွေလေးတောင်းတဲ့အကူအမတွေကိုကျွန်တော်တစ်ချက်လောက်အခွေလေးအရင်ဆုံးပြပေးလိုက်အောင်မယ်နော်အခွေလေးအရင်ဆုံးပြပေးလိုက်အောင်မယ်အခွေလေးတောင်းတဲ့အကူအမတွေကိုကျွန်တော်အခွေလေးအရင်ဆုံးပြပေးလိုက်မှာနော်နောက်ပြီးတော့မှတစ်ခါဆက်သွားရတာပေါ့နော်ဒီ3ဒီနှစ်3နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီ8နဲ့ပေါင်းခြင်းဒီက3နဲ့နော်3 4 5 6 3 4 5 6အခွေတဲ့ကျွန်တော်အကူဒီမှာ3 4 5 6အခွေဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ6 5ထွက်တယ်ဒီကကောင်းတယ်3 4ထွက်တယ်ဒီကကောင်းတယ်နော်3 4ထွက်တယ်ဒီ1ဒီ6 6ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းခြင်းဒီက3ညာတယ်ဗျာနော်3ညာလည်းကြီးတာက1ထက်ကြီးတာက2ထက်ကြီးတာက3
3ည1နှစ်3အခွေတဲ့3ည1နှစ်3အခွေဆိုတော့ကျွန်တော်အခွေမှာပါထွက်လဲဒီမှာဒီ3ညနဲ့ဒီ3နဲ့ပေါင်းပြီးတော့ဒီမှာ30ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ3ည3ကဏ္ဍနှလုံးပေါင်းရင်းဒီက3ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းရင်းဒီကလည်း3ပါပဲတဲ့3 4 5 6 3 4 5 6အခွေတဲ့ကျွန်တော်အခွေမှာဒီ3 4 5 6အခွေဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ50နဲ့3ဆိုတော့ဒီ3နဲ့ဒီ5နဲ့ထွက်ခဲ့ပါတယ်ဗျာနော်ဒီမှာ53ထွက်ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ5 1 5ကဏ္ဍနှလုံးပေါင်းရင်းဒီက6ရယ်လို့ဖြစ်လို့တဲ့ဒီ3နဲ့ပေါင်းရင်းဒီက9တဲ့နော်9 3ည1နှစ်9 3ည1နှစ်အခွေပါတဲ့9 3ည1နှစ်အခွေပါဆိုတော့ကျွန်တော်ကိုဒီမှာပါထွက်လဲဒီမှာ20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းကျွန်တော်နောက်ချက်ဆက်သွားမယ်ဒီ9ဒီ9 9 9ခဏနှလုံးပေါင်းရင်းဒီက4ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းရင်းဒီကလည်း4ပါပဲတဲ့နော်4ပါပဲတဲ့4 5 6ခွန်4 5 6ခွန်အခွေပါတဲ့ကျွန်တော်ကိုနာ4 5 6ခွန်အခွေပါဆိုတော့ဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ50နဲ့4ဆိုပြီးတော့ဒီ4နဲ့ဒီ9နဲ့50နဲ့4ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ2ဒီ3 2 3ခဏနှလုံးပေါင်းရင်းဒီက9ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းရင်းဒီက9 9 3ည1နှစ်9 3ည1နှစ်အခွေပါတဲ့9 3ည1နှစ်အခွေပါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ20နဲ့1ဆိုပြီးတော့ဒီ1နဲ့ဒီ2နဲ့ပေါင်းပြီးတော့ဒီမှာ20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်20နဲ့1ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ1ဒီ2 1နှစ်ကဏ္ဍနှလုံးပေါင်းရင်းဒီက3ရယ်လို့ဖြစ်လို့ဒီ1နဲ့ပေါင်းရင်းဒီက4တဲ့နော်4တဲ့4 5 6ခွန်4 5 6ခွန်အခွေပါတဲ့ကျွန်တော်ကိုနား4 5 6ခွန်အခွေပါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ60နဲ့ခွန်ဆိုပြီးတော့ဒီ6နဲ့ဒီခွန်နဲ့တွဲပြီးတော့ဒီမှာ60ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ6ဒီခွန်6ခွန်ကဏ္ဍနှလုံးပေါင်းရင်းဒီက3ရယ်လို့ဖြစ်လို့တဲ့ဒီ4နဲ့ပေါင်းရင်းဒီကခွန်တဲ့ခွန်ရှိ9 3ညခွန်ရှိ9 3ညအခွေတဲ့ကျွန်တော်အခွေလိုမှာခွန်ရှိ9 3ညအခွေဆိုသူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ80နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒီခွန်နဲ့ဒီ8နဲ့တွဲပြီးတော့ဒီမှာ80ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်80ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ8ဒီခွန်8ခွန်ကဏ္ဍနှလုံးပေါင်းရင်းဒီက9ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းရင်းဒီကလည်း9ပါပဲတဲ့ဗျာနော်9 6ခွန်8 5 6ခွန်8အခွေတဲ့ကျွန်တော်အခွေဒီမှာ5 6ခွန်8အခွေဆိုတော့ဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ60နဲ့5ဆိုပြီးတော့ဒီ9နဲ့ဒီ6နဲ့တွဲပြီးတော့65ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းရင်းဒီက9ရယ်လို့ဖြစ်လို့တဲ့ဒီ3ညနဲ့ပေါင်းရင်းဒီကလည်း9ပါပဲတဲ့ဗျာနော်9 3ည1နှစ်9 3ည1နှစ်အခွေပါတဲ့9 3ည1နှစ်အခွေပါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ1ဘူးထွက်တယ်9ဘူးထွက်ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီနှစ်ဒီနှစ်ကဏ္ဍနှလုံးပေါင်းရင်းဒီက4ရယ်လို့ဖြစ်လို့ဒီ3နဲ့ပေါင်းရင်းဒီကခွန်တဲ့ခွန်ရှိ9 3ညခွန်ရှိ9 3ညအခွေပါတဲ့ခွန်ရှိ9 3ညအခွေပါဆိုတော့ဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒီခွန်နဲ့ဒီ9နဲ့တွဲပြီးတော့ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်မင်္ဂလာပါဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါနော်ဒါဆိုရင်လည်းဒီ3ဒီ6 3 6ခဏနှလုံးပေါင်းရင်းဒီက9ရယ်လို့ဖြစ်လို့ဒီ6နဲ့ပေါင်းရင်းဒီက9နော်5 6ခွန်8 5 6ခွန်8အခွေပါတဲ့ကျွန်တော်အခွေဒီမှာ5 6ခွန်8အခွေပါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ6ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်6ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ6ဒီ9 6 5ကဏ္ဍနှလုံးပေါင်းရင်းဒီက1ရယ်လို့ဖြစ်လို့ဒီ2နဲ့ပေါင်းရင်းဒီက3 4 5 6 3 4 5 6အခွေပါတဲ့3 4 5 6အခွေပါဆိုကျွန်တော်ကိုဒီမှာပါထွက်သွားတယ်ဒီမှာ3ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်3ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ2ဒီ6 2 6ကဏ္ဍနှလုံးပေါင်းရင်းတွေက8ရယ်လို့ဖြစ်လို့ဒီ3ညနဲ့ပေါင်းရင်းတွေကလည်း8ပါပဲတဲ့ဗျာနော်8 9 3ည1 8 9 3ည1အခွေပါတဲ့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ3ည1ထွက်တယ်8 1ထွက်ပါတယ်ဗျာနော်ဒါလေးနဲ့ထိပြီးတော့အကုန်လုံးထွက်ပါတယ်ဗျာနော်အကုန်လုံးထွက်ပါတယ်ကဲအားလုံးပဲပေါက်စီခြင်းရစီခြင်းလို့ပေါ့ဗျာနော်
အားလုံးပဲပေါက်စီခြင်းရစီခြင်းလို့ပါပဲနော်ကဲဒါဆိုရင်လည်းဒီ6ဒီ3ည6 3ညကဏ္ဍနှလုံးပေါင်းခြင်းတွေက6ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းတွေက1တဲ့နော်1 2 3 4 1 2 3 4အခွေပါတဲ့1 2 3 4အခွေပါဆိုကျွန်တော်ကိုဒီမှာပါထွက်သွားပြီမှာ40နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီခွန်ဒီကိုခွန်ကိုကဏ္ဍနှလုံးပေါင်းခြင်းတွေက6ရယ်လို့ဖြစ်လို့ဒီခွန်နဲ့ပေါင်းခြင်းတွေက3နဲ့နော်3 4 5 6 3 4 5 6အခွေပါ3 4 5 6ခွေပါဆိုကျွန်တော်ကိုယ်မှပါထွက်သွားဒီမှာ6ဘူးဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ3 3ည3ကဏ္ဍနှလုံးပေါင်းခြင်းတွေက3ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းတွေက2တဲ့နော်2 3 4 5 2 3 4 5အခွေတဲ့နော်2 3 4 5အခွေဆိုကျွန်တော်ကိုယ်မှပါထွက်သွားဒီမှာ40ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ1 3 1ကဏ္ဍနှလုံးပေါင်းခြင်းတွေက4ရယ်လို့ဖြစ်လို့ဒီခွန်နဲ့ပေါင်းခြင်းတွေက1တဲ့နော်1 2 3 4ဒါကအခွေခွေကဲအခွေသမားကြီးရပါပြီနော်အခွေသမားကြီးရပါပြီကဲအဲ့ဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်ဆက်သွားမှာပေါ့နော်နောက်တစ်ချက်ဆက်သွားကြကဲနောက်တစ်ချက်ဆက်သွားမယ်တဲ့ကျွန်တော်အကူမာကြီးနော်ဒါဆိုရင်လည်းဒီ9ဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရယ်နှစ်ခတ်3တပြားစီနောင်ပွဲမှာမပြောက်ပါတီးပါဆိုတော့ကျွန်တော်အကူဒီမှာပါထွက်လဲဒီမှာ80နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်80နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်80နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီနှစ်ဒီ8နှစ်8ကဏ္ဍနှလုံးပေါင်းခြင်းတွေက3ညရယ်လို့ဖြစ်လို့တဲ့3ညရယ်နှစ်ခတ်9တပြားစီကလည်းနောင်ပွဲမှာမပြောက်ရပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုယ်မှပါထွက်တယ်ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ3ဒီ4 3 4ကဏ္ဍနှလုံးပေါင်းခြင်းတွေကခွန်ရယ်လို့ဖြစ်လို့တဲ့ခွန်ရဲ့နှစ်ခတ်3ညတပြားစီမပြောက်ရပါဘူးတဲ့ဆိုတော့ဒီမှာထွက်သွားလဲလို့ဆိုတော့ဒီမှာ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ6ဒီ2 6နှစ်ကဏ္ဍနှလုံးပေါင်းခြင်းတွေက8ရယ်လို့ဖြစ်လို့တဲ့8ကနှစ်ခတ်1တပြားစီမပြောက်ရပါဘူးလေဆိုတော့ဘာထွက်သွားလဲဆိုတော့ဒီမှာ16ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီနှစ်ဒီ8နှစ်8ကဏ္ဍလုံးပေါင်းကြီးက3ညရယ်လို့ဖြစ်လို့3ညရယ်နှစ်ခါခွန်တပြားစီမပြောရပါဘူးလေဆိုတော့ဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ6ဒီ5 6 5ကဏ္ဍလုံးပေါင်းကြီးတွေက1ရယ်လို့ဖြစ်လို့1ကနှစ်ခါ8တပြားစီမပြောရပါဘူးလေဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ40နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်40နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီခွန်ဒီ3ခွန်3ကဏ္ဍလုံးပေါင်းခြင်းတွေက3ညရယ်လို့ဖြစ်လို့တဲ့3ညရယ်နှစ်ခါခွန်လည်းပြားစီကလည်းမပြောက်ရပါဘူးတဲ့ဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ညဒီ9 3ည9ကဏ္ဍလုံးပေါင်းခြင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရယ်နှစ်ခါ3တပြားစီကလည်းမပြောက်ရပါဘူးတဲ့ဆိုတော့ဘာထွက်သွားလဲဆိုတော့ဒီမှာ90နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ3ဒီ6 3 6ကဏ္ဍလုံးပေါင်းခြင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရယ်နှစ်ခါ6တပြားစီမပြောက်ရပါဘူးတဲ့နော်နှစ်ချက်ရပါပြီလေ6ဘယ်နှစ်ချက်ရပါပြီလေ4ချက်ရသွားပြီဗျာနော်4ချက်ရပါပြီကြအားလုံးပဲ share တဲ့အကူမတွေပါလို့ရှင်လဲ share ပေးထားကြပါအောင်ဗျာနော်မ share တဲ့အကူမတွေပါလို့ရှင်လဲ like လက်မလေးတွေလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်လို့နော်အသေးလေးလည်းပေးထားကြပါအောင်ဒါဆိုရင်လည်းကျွန်တော်တို့နောက်တစ်ချက်သွားကြအောင်မှာပေါ့ဗျာနော်ဒါဆိုရင်လည်းနောက်တစ်ချက်သွားကြအောင်မယ်ဒါဆိုရင်လည်းဒီ3ညဒီ6 3ည6ကဏ္ဍနှလုံးပေါင်းခြင်းတွေက6ရယ်လို့ဖြစ်လို့တဲ့6ကနှစ်ခါ9တပြားစီကလည်းလာမယ်ပွဲမပြောရပါဘူးတဲ့ဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ90နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်တဲ့ဒီ3ဒီ1 3 1ကဏ္ဍနှလုံးပေါင်းခြင်းတွေက4ရယ်လို့ဖြစ်လို့တဲ့4ရယ်နှစ်ခါ2တပြားစီကလည်းမပြောရပါဘူးတဲ့ဆိုတော့ကျွန်တော်ကိုယ်မှဘာထွက်သွားလဲဒီမှာ80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်လည်းဒီ6ဒီ1 6ကဏ္ဍလုံးပေါင်းခြင်းတွေကခွန်ရယ်လို့ဖြစ်လို့တဲ့ခွန်ရဲ့နှစ်ခါ3ညတပြားစီမပြောရပါဘူးလေဆိုတော့ကျွန်တော်ကိုယ်ဒီမှာ
ဘာထွက်သွားလဲဒီမှာ60ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်ねဒီနှစ်ဒီရှစ်နှစ်ရှစ်ကနန်းလုံးပေါင်းချင်းတွေက3ညရယ်လို့ဖြစ်လို့3ညရယ်တစ်ခါခွန်တစ်ပြားစီမပြောပါဘူးလေဆိုတော့ဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ83နဲ့3ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်ねဒီ3ညဒီနှစ်3ညနှစ်ကနန်းလုံးပေါင်းချင်းတွေက2ရယ်လို့ဖြစ်လို့နှစ်ကနက်ခ4တစ်ပြားစီကလည်းမပြောပါဘူးလေဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ34ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်ねဒီ9ကနန်းလုံးပေါင်းချင်းတွေက3ညရယ်လို့ဖြစ်လို့3ညရယ်နှစ်ခါခွန်တစ်ပြားစီမပြောပါဘူးလေဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့တက်ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီခွန်ဒီ3ခွန်3ခဏလုံးပေါင်းချင်းတွေက3ညရယ်လို့ဖြစ်လို့တဲ့3ညရယ်နဲ့ခါခွန်လည်းပြားဒီကလည်းမပြောပါဘူးတဲ့ဆိုတော့ဘာထွက်သွားလဲ90နဲ့ခွန်ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီ9ဒီလေး9လေးခဏလုံးပေါင်းချင်းတွေက3ရယ်လို့ဖြစ်လို့တဲ့3ရယ်နဲ့ခါ9လည်းပြားစီမပြောပါဘူးတဲ့ဆိုတော့ဘာထွက်လဲ85ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်လည်းဒီခွန်ဒီနှစ်ခွန်နှစ်ခဏလုံးပေါင်းချင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရယ်နဲ့ခါ6လည်းပြားစီမပြောပါဘူးတဲ့နော်ကဲအားလုံးပဲ share ရတဲ့အကူမတွေပါလို့ရှင်လည်း share ပေးထားကြပါအောင်မယ်နော်မ share ရတဲ့အကူမတွေပါလို့ရှင်လည်းအိုင်လမလေးတွေလည်းနှိပ်သေးလေးတွေလည်းပေးထားကြပါအောင်မယ်နော်ဒီဘက်ကအလုံးသေးဘက်ကအကူမတွေကလည်းအကူညီတဲ့အနေလေးနဲ့ကျွန်တော်ကို share ပေးထားကြပါအောင်မယ်နော် share ပေးထားကြပါအောင်လို့နော် share ပေးထားကြပါအောင်လို့ share ရတဲ့အကူမတွေပါလို့ရှင်လည်း share ပေးထားကြပါအောင်လို့နော်ကဲဒါဆိုရင်လည်းကဲကျွန်တော်တို့နောက်ဆက်သွားကြမှာပေါ့ဗျာနော်ကဲအားလုံးပဲမြင်ရကြသေးလားတော့မြင်တော့မြင်ရတော့ပါပြီနော်မြင်ရတော့ပါပြီဗျာနော်ကဲ share တဲ့ကိုမလေးပါလို့ရှင်လဲ share ပေးထားကြပါအောင်ဗျာနော်မ share တဲ့ကိုမလေးပါလို့ရှင်လဲ like လမလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါအောင်ဗျာနော်ကဲနောက်ဆုံးကိုတော့ရောက်ပါပြီဗျာနော်နောက်ဆုံးကိုတော့ရောက်ပါပြီဒါဆိုရင်လည်းဒီ6ဒီ9 6 9ခဏနှလုံးပေါင်းချင်းတွေက9ရယ်လို့ဖြစ်လို့တဲ့ဒီ3ညနဲ့ပေါင်းချင်းတွေက9တဲ့ဒီဘက်မှာထွက်ရေးလိုက်မယ်နော်9အဲ့9တရားကိုကျွန်တော်ကိုယ်မလေးဘာလေးနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ9ဒီ3ည9 3ညခဏနှလုံးပေါင်းချင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက4 9ရဲ့နက္ခတ်ဒီက6 9 4 6နဲ့တွဲပြီးတော့ကစားပါမယ်တဲ့9တလုံးမှန်ကို9 4 6နဲ့တွဲပြီးတော့ကစားပါမယ်တဲ့ဆိုတော့9 9 5 4 5 6ဆိုပြီးတော့ခဏ3ခွဲရပါတယ်ဗျာနော်ဒါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့90နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့6ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်ねဒီ9ဒီနှစ်9နှစ်ကနန်းနှလုံးပေါင်းချင်းတွေက1ရယ်လို့ဖြစ်လို့တဲ့ဒီ1နဲ့ပေါင်းချင်းတွေက2တဲ့ကျွန်တော်ဒီဘက်မှာထွက်ရေးပြီးမယ်နော်2တဲ့ရှုံမှာဆိုလို့နော်2တဲ့အဲ့2တပြားကိုကျွန်တော်ဘာရင်းနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီနှစ်ဒီ1ကနန်းနှလုံးပေါင်းချင်းတွေက3ရယ်လို့ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက8 3ရဲ့နက္ခတ်ဒီက9 3 8 5နဲ့တွဲပြီးတော့ကစားပါမယ်တဲ့ဆိုတော့သူကဘာရမလဲလို့ဆိုတော့2 3 2 8 2 5ဆိုပြီးတော့ခဏ3ခွဲရပါတယ်ဗျာနော်ဒါဆိုတော့သူကဘာထွက်သွားလဲလို့ဆိုတော့ဒီမှာ80နဲ့2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒီ2နဲ့ဒီ8နဲ့တွဲပြီးတော့80နဲ့ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်80နဲ့ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်ねဒီ2ဒီ6 2 6ခဏနှလုံးပေါင်းချင်းတွေက8ရယ်လို့ဖြစ်လို့တဲ့ဒီ3ညနဲ့ပေါင်းချင်းတွေကလည်း8ပါပဲတဲ့ဗျာနော်8ပါပဲတဲ့အဲ့8တပြားကိုကျွန်တော်တို့ဘာလေးနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ6ဒီ3ည6 3ညခဏနှလုံးပေါင်းချင်းတွေက6ရယ်လို့ဖြစ်လို့တဲ့6ကပါဝါက1 6ကနက္ခတ်က9 6 1 9နဲ့တွဲပြီးတော့ကစားပါမယ်တဲ့8တပြားပိုင်းကို6 1 9နဲ့တွဲပြီးတော့ကစားပါမယ်တဲ့ဆိုတော့8 6 8 1 8 9ဆိုပြီးတော့ခဏ3ခွဲရပါဗျာနော်ဒါဆိုတော့သူကဘာဖြစ်တယ်လို့ဆိုတော့ဒီမှာ90နဲ့8ထွက်ပါတယ်60နဲ့8ထွက်ပါတယ်ဗျာနော်ဒါဆိုရင်လည်းနောက်တစ်ချက်ဒီ6ဒီ9 6 5ခဏနှလုံးပေါင်းချင်းတွေက1ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းချင်းတွေက9တဲ့နော်ကျွန်တော်ဒီဘက်မှာရေးပြီးပြီနော်9အဲ့9တရားပိုင်းကိုကျွန်တော်ဘာနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ9ဒီ9လေးခဏနှလုံးပေါင်းချင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက4 9ရဲ့နက္ခတ်ဒီက6 9 4 6နဲ့တွဲပြီးတော့ကစားပါမယ်တဲ့9တရားပိုင်းကို9 4 6နဲ့တွဲပြီးတော့ကစားပါမယ်ဆိုတော့ကျွန်တော်ကိုယ်ကဘာဖြစ်မလဲဒီမှာ9 9 5 4 5 6ဆိုပြီးတော့ကဏ္ဍ3ခွဲရပါပြန်နော်ဒါဆိုရင်ဘာတော့ဒီမှာ50နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်50နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်ねဒီ3ဒီ6 3 6ခဏနှလုံးပေါင်းချင်းတွေက9ရယ်လို့ဖြစ်လို့တဲ့ဒီ8နဲ့ပေါင်းချင်းတွေကခွန်တဲ့အဲ့ခွန်ပြားကိုကျွန်တော်တို့ဘာနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ8ဒီ6ဒီ6ဒီ8 6 8ခဏနှလုံးပေါင်းချင်းတွေက4ရယ်လို့ဖြစ်လို့တဲ့
4ရဲ့ပါဝါဒီကကို4ရဲ့နှစ်ခတ်ဒီက2 4 9နှစ်နဲ့တွဲပြီးတော့ကစားပါမယ်ခွန်ရပိုင်းကို4 9နှစ်နဲ့တွဲပြီးတော့ကစားပါမယ်လေဆိုတော့ကိုကျွန်တော်ကိုယ်ဘာဖြစ်မလဲခွန်4ခွန်9ခွန်2ဆိုပြီးကဏ္ဍ3ခွဲရပါတယ်ဗျာနော်ဒါဆိုတော့ဘာထွက်လဲဒီမှာ4 90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်90နဲ့9ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်ねဒီခွန်ဒီ3ညခွန်3ညကဏ္ဍနှလုံးပေါင်းခြင်းတွေကခွန်ရယ်လို့ဖြစ်လို့တဲ့ဒီ9နဲ့ပေါင်းခြင်းတွေက2တဲ့နော်2တဲ့ဒီဘက်မှာကျွန်တော်ရေးပြီးမယ်နော်2တဲ့အဲ့2တဲ့ဗျာကိုကျွန်တော်ကိုယ်မှဘာလို့လဲတွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ3ညဒီ9 3ည9ကဏ္ဍနှလုံးပေါင်းခြင်းတွေက9ရယ်လို့ဖြစ်လို့တဲ့9ရဲ့ပါဝါစီက3ည9ရဲ့နှစ်ခတ်ဒီက3 9 3ည3နဲ့တွဲပြီးတော့ကစားပါမယ်တဲ့နေ့တပြားပိုင်းကို9 3ည3နဲ့တွဲပြီးတော့ကစားပါမယ်ဆိုတော့ကျွန်တော်ကိုဒီမှာကြီးဘာဖြစ်မလဲဒီမှာ2 9 20 2 3ဆိုပြီးတော့ကဏ္ဍ3ခွဲရပါမယ်ဒါဆိုတော့ဘာတော့လဲဒီမှာ20 3ည2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်3ည2ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဒါဆိုရင်ねဒီ9ဒီကို9ကိုကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းခြင်းဒီက8တဲ့ကျွန်တော်တို့မှာကြီးနော်အဲ့8တပြားကိုကျွန်တော်ဘာနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ9ဒီလို့ဒီ9ဒီလေး9လေးကဏ္ဍနှလုံးပေါင်းခြင်းဒီက3ရယ်လို့ဖြစ်လို့3ရဲ့ပါဝါဒီက8 3ရဲ့နှစ်ခတ်ဒီက9 3 8 5နဲ့တွဲပြီးတော့ကစားပါမယ်8 3 8ဘူး8 5ဆိုပြီးတော့ကဏ္ဍ3ခွဲရပါတယ်ဗျာနော်ဒါဆိုတော့သူကဘာထွက်ပါလဲလို့ဆိုတော့ဒီမှာ90နဲ့8ဆိုပြီးတော့ထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်ねဒီ1ဒီ3ဒီ1ဒီ3 1 3ကဏ္ဍနှလုံးပေါင်းခြင်းဒီက4ရယ်လို့ဖြစ်လို့ဒီ9နဲ့ပေါင်းခြင်းဒီက9နဲ့ပေါင်းခြင်းဒီက3နော်3အဲ့3တပြားကိုကျွန်တော်ကိုမိုင်းဘိုင်းနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ9ဒီ3ဒီ9 3 9ကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရယ်လို့ဖြစ်လို့တဲ့နှစ်ကပါဝါခွန်နှစ်ကနှစ်ခတ်ကလေးနှစ်ခွန်လေးနဲ့တွဲပြီးတော့ကစားပါမယ်နှစ်ခွန်လေးနဲ့တွဲပြီးတော့ကစားပါမယ်ဆိုတော့ကျွန်တော်ကိုဒီမှာလေဘာတွေဖြစ်မလဲ3နှစ်3ခွန်3လေးဆိုပြီးဗျာ3ခွဲရဒါဆိုဘာထွက်လဲ93နဲ့3ဆိုထွက်ခဲ့ပါတယ်ဗျာနော်ဒါဆိုရင်ねဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီက2ရယ်လို့ဖြစ်လို့ဒီ4နဲ့ပေါင်းခြင်းဒီက6တဲ့ဗျာနော်ဒီရောက်သွားပြီဗျာနော်6အဲ့6ပြားကိုကျွန်တော်ကိုယ်ကဘာနဲ့တွဲပြီးတော့ကစားပါမလဲလို့ဆိုတော့ဒီ1ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီက9ရယ်လို့ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ည9ရဲ့နှစ်ခတ်ဒီက3 9 3ည3နဲ့တွဲပြီးတော့ကစားပါမယ်ကဲအားလုံးပဲ share ရတဲ့အကူအမတွေပါလို့ရှင်လည်း share ပေးထားကြပါဦးမယ်နော်မ share ရတဲ့အကူအမတွေပါလို့ရှင်လည်း like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးမယ်နော် like လက်မလေးလည်းနှိပ်အသေးလေးလည်းပေးထားကြပါဦးနော်အကြိုက်ချင်းတူလို့နှစ်သက်တယ်ဆိုလို့ရှိရင်လာမယ်ပွဲတော့အဖွဲဝင်ခြင်းနဲ့အကူအမတွေရှိလို့ရှိရင်လည်းအဖွဲဝင်လို့ရပါတယ်ဗျာနော်ဘိုင်ဘာကနဲ့လာပြီးတော့ဆက်သွယ်လို့ရပါတယ်အပေါ်ကဖုန်းနံပါတ်ကဘိုင်ဘာရှိပါတယ်ဗျာနော်အောက်ကဖုန်းနံပါတ်က KB ဝေပေးရှိပါတယ်ဗျာနော်အဖွဲဝင်ပကြီးကတော့ကျွန်တော်ပါရွာပူပေါ်ဝင်ဘူး1000ကျပ်ပဲယူပါတယ်ဗျာနော်1000ကျပ်ပဲယူပါတယ်ဖွဲဝင်ရင်နဲ့ကြိုက်ချင်းတူလို့နှစ်သက်တယ်ဆိုလို့ရှိရင်ဖွဲဝင်ခြင်းနဲ့အကူအမတွေရှိလို့ရှိရင်ဖွဲဝင်လို့ရပါတယ်ဗျာနော်ဖွဲ့ဝင်လို့ရပါတယ်ကဲကျွန်တော်ကျန်တာလေးဒါလေးကိုထည့်ရေးပြီးတော့ဘာလို့လဲဆိုတော့ဒါကကျွန်တော်ကိုမှဘယ်နှချက်ရှိသွားပြီလဲလို့ဆိုတော့ဘယ်နှလားရှိကုန်လဲလို့ဆိုတော့ဒီမှာဘယ်နှလားရှိသွားပြီလဲလို့ဆိုတော့1 2 3 4 5 6ခွန်ဆိုတော့ဒီမှာ9လားအပြည့်ဟာရှိပါတယ်ဗျာနော်9လားအပြည့်ဟာရှိပါတယ်9လားအပြည့်ဟာရှိပါတယ်ဗျာနော်ဒါကဒီ6ကကျွန်တော်ကဒီမှာကလန်နာကမရှိတော့လို့သူကတစ်နှစ်တိကလန်နာရှိတဲ့အကူအမတွေကြည့်လိုက်ပါဗျာနော်ဒီ site ကတစ်နှစ်တိရှိပါတယ်ဗျာနော်တစ်နှစ်တိရှိပါတယ်ဒီ site ကလန်နာရှိတဲ့အကူအမတွေကအခုဘက်ကိုကြည့်လိုက်ပါနော်တစ်နှစ်တိရှိပါဗျာနော်ဒီ site ကလေးကို screenshot ရိုက်ပြီးတော့ယူထားပြီးတော့ကြည့်လို့ရပါတယ်ဗျာနော်ကြည့်လို့ရပါတယ်ဘာလို့ကျွန်တော်ပေါ်လင်းငစားနေတော့သူများတကာကိုမပေးပါဘူးဗျာနော်ပေါ်လင်းငစားနေတော့မပေးပါဘူးတောင်းနဲ့ကျွန်တော်မပေးပါဘူးဗျာနော်ဒီကလန်နာကတိုးလို့ပါဗျာနော်ကလန်နာကတိုးလို့ပါဒီ site ကတစ်နှစ်တိရှိပါတယ်အတွက်မှာရှိရဆိုလို့ရှိရင်ကြည့်လိုက်ပါဗျာနော်ရှိရဆိုရင်ကြည့်လိုက်ပါရှိရဆိုရင်ကြည့်လို့ရပါတယ်ဗျာနော်ရှိရဆိုရင်ကြည့်လို့ရပါတယ်ကိုဟာကိုပြန်စစ်ကြည့်လိုက်တော့တေချာတော့ပိုကောင်းတာပေါ့ဗျာနော်တေချာတော့ပိုကောင်းတာပေါ့ဗျာနော်တေချာတော့ပိုကောင်းတာပေါ့တေချာတော့ပိုကောင်းတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့
ကိုဟာကိုပြန်စစ်ကြည့်တော့ကိုဟာကိုလည်းထိုးလို့ရတာပေါ့ဗျာနော်ကိုဟာကိုလည်းအပိုင်ထိုးလို့ရတာပေါ့ဗျာနော်ကိုဟာကိုထိုးလို့ရတာပေါ့6ပတ်သည်65 60 63 65 60 63အားလေးကတော့အားရမယ်ဗျာနော်အခွေက1 2 3 4ခွေနော်ဒါပါပဲဗျာနော်ကဲဒါပါပဲကဲနှစ်သက်တယ်ဆိုတော့အကူမတွေရှိလို့ရှင်လည်းအဖွဲဝင်လို့ရပါတယ်ဗျာနော်ဒီ site ကခုနကျွန်တော်ပြောတဲ့ site ကတစ်နှစ်တိရှိပါတယ်ဗျာနော်တစ်နှစ်တိရှိပါတယ်အဲ့ဒါလေးကိုဆက်သွယ်လို့ရပါတယ်ဗျာနော်ကဲလာမယ်ဘွဲတော့အဖွဲဝင်ခြင်းနဲ့အကူအမတွေရှိလို့ရှင်လည်းအဖွဲဝင်လို့ရပါတယ်ဗျာနော်ဖွဲဝင်လို့ရပါတယ်အဖွဲဝင်ကြီးကတော့ကျွန်တော်1000ကျပ်ပဲယူပါဗျာနော်စာရွက်ပူပေါ်ပင်မှုပါဒီစာရွက်တွေဆိုတာကစာရွက်တစ်ရွက်ကိုရိုက်လို့ရှင်ကျွန်တော်1000ပေးရပါတယ်ဗျာနော်ဒါကြောင့်ကျွန်တော်စာရွက်ပူပေါ်ပင်မှုယူတာပါဗျာနော်အခုတစ်ခါပြတာပဲကျွန်တော်2ရွက်3ရွက်ကုန်ပါပြီဆိုတော့တစ်ခါပြလို့ရှင်အပူပါလားအော်ဟုတ်ကဲ့ပါဗျာအပူပါပါတယ်နော်အပူပါပါတယ်အပူပါပါတယ်အခုရအပူပါပါတယ်နော်အပူပါပါတယ်အပူပါပါတယ်နော်ဒီဘွဲကအပူဆိုင်လည်းရှိတယ်ဗျာနော်ဒီဘွဲကအပူဆိုင်လည်းရှိတယ်ဒီဘွဲကအပူဆိုင်လည်းရှိတယ်နော်အဲ့ဒါကြောင့်အပူဆိုင်လည်းရှိတယ်အပူဆိုင်လည်းရှိအော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကဲအားလုံးပဲနှစ်သက်တယ်ဆိုတော့အကူအမတွေရှိလို့ရှိရင်ကြိုက်တယ်လို့လိုတယ်လို့သုံးလို့ရပါတယ်ဗျာနော်လိုတယ်လို့သုံးလို့ရပါတယ်နှစ်သက်တယ်ဆိုတော့အကူအမတွေရှိလို့ရှိရင်လိုတယ်လို့သုံးလို့ရပါတယ်ကြိုက်ချင်းလိုလို့နှစ်သက်တယ်ဆိုလို့ရှိရင်အဖွဲဝင်ရင်နဲ့အကူအမတွေရှိလို့ရှိရင်လည်းဒီဖုန်းနံပါတ်ကလေးကိုဒါရိုက်ဆက်သွယ်လိုက်ရပါဗျာနော်ကဲအားလုံးပဲကျွန်တော်ရဲ့ live show လေးကိုအဆုံးသတ်အောင်ကြည့်ရှုပြီးတော့အားပေးတဲ့အတွက်ကျွန်တော်ရဲ့အကူအမလေးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါသည်အတိုင်းရှူတိုင်းမှာလည်းငွေတွေဝင်ရပါသေးလို့ထူတောင်းမြတ်တာပို့တာခြင်းနဲ့ပဲကျွန်တော်ရဲ့ live show လေးကိုဒီနေရာမှာတင်မဲ့အဆုံးသတ်လိုက်ပါရဗျာနော်